ဒါဖလား36လုံးဆိုတာကျွန်တော်တို့အမျိုးသားအသင်းကကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ဂုတ်ကြီးလီယိုနယ်မက်ဆီတင်ထားတဲ့စံချိန်35လုံးစံချိန်ဘာစီလိုနာကစားသမားဘွားမှာအောင်မြင်ဆုံးဆိုတဲ့စံချိန်ကိုဒီအမျိုးသမီးကကြော်ဖြတ်ခဲ့တာပြီးခဲ့တဲ့ရက်ပိုင်းတွေကပဲကြော်ဖြတ်ခဲ့တာဘောလုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဘာစီလိုနာအသင်းရဲ့အမျိုးသားအသင်းမှာကျွန်တော်ကြည့်မယ်ဆိုရင်အဓိကဝိုင်းရင်တိုက်စစ်မှုဖြစ်တဲ့ရောဘတ်လီဗန်ဒေါစကီကအခုရာသီကုန်မှာအသင်းကနေထွက်ခွာမယ်ဒါကျွန်တော်တို့အသင်းကိုချစ်တဲ့ fan တွေအတွက်ကြတော့ဒီလိုမျိုးအခိုက်အတန့်တွေကဝမ်းနည်းစရာအခိုက်အတန့်တွေပဲဒါလီဗန်ဒေါစကီအသင်းအတွက်အများကြီးကောင်းချိုးပေးခဲ့တဲ့ကစားသမားအသင်းကနေထွက်ခွာသွားပြီအလားတူပဲကျွန်တော်ပြီးခဲ့တဲ့ရက်တွေကမှဒီဘာစီလိုနာအမျိုးသမီးပွဲစဉ်တွေကိုသွားရောက်ကြည့်ဖြစ်တယ်ဒါပြီးခဲ့တဲ့ရက်တွေဆိုအများတန်းကြည့်ဖြစ်ပါတယ်ဘာကြောင့်ပြီးခဲ့တဲ့ရက်တွေလို့ထည့်ပြောရလဲဆိုတော့ပြီးခဲ့တဲ့ရက်တွေကဒီအဓိကဖလားတွေကန်နေတာလာလီဂါဖလားရတယ်ဒီကိုပါတယ်တွေရတယ်ပြီးတော့မှချန်ပီယံလိဘောလုံးပွဲမှာလိုင်ယွန်အမျိုးသမီးအသင်းနဲ့လေကိုပြတ်နဲ့အနိုင်ရပြီးတော့မှဖလားတွေရခဲ့တယ်ဘာစီလိုနာအမျိုးသမီးအသင်းလုံးဝအောင်မြင်ခဲ့တယ်ဒီနေရာမှာကျွန်တော်တို့မကြားကျင်တဲ့သတင်းတစ်ပုဒ်မနေ့ကလုံးဝတက်လာတယ်ဒါ official မဖြစ်သေးဘူးတရားဝင်မချပြသေးဘူးဆိုပေမဲ့လည်းရုံကြီးစိတ်ချရတဲ့သတင်းတွေအဆိုရဆိုရင်ဒီနေ့မှာတရားဝင်ဘာစီလိုနာဘက်ကကြီးညာဖို့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဘာစီလိုနာအမျိုးသမီးအသင်းရဲ့အောင်မြင်ဆုံးကစားသမားလို့ကျွန်တော်ပြောလို့ရတဲ့အသင်းကောင်းဆောင်လက်ချန်ကစားသမားဖြစ်တဲ့ LS Portela ဒီရာသီကုန်မှာအသင်းကနေထွက်ခွာသွားတော့မယ်သူ့ရဲ့ဘာစီလိုနာကစားသမားဘဝနောက်ဆုံးပွဲစဉ်ကလိုင်ယွန်နဲ့ကစားခဲ့တဲ့ချန်ပီယံလိဖိုင်နယ်ပွဲစဉ်ကသူ့ရဲ့ကစားသမားဘဝနောက်ဆုံးပွဲစဉ်လို့သိရတယ်ဒါတကယ်ကိုစိတ်မကောင်းစရာပဲဒီနေရာမှာအမျိုးသမီးအသင်းရဲ့ပွဲစဉ်တွေကိုစောင့်ကြည့်တဲ့ညီကိုတို့အနေနဲ့သူ့ကိုသဘောကျလို့စောင့်ကြည့်တဲ့ fan တွေကခက်မြင်များသူကလည်းတက်တော်စီကစားသမားအသင်းမှာနေလာတာကြာပြီကျွန်တော်ဒီ2012ကနေနေခဲ့တာအခု2026 14နှစ်ကြာအသင်းမှာနေခဲ့တဲ့ကစားသမားအောင်မြင်မှုတွေအများကြီးရခဲ့တယ်လာလီဂါဖလား10ကြိမ်ကိုပါတယ်ရီ10ကြိမ်ပြီးတော့မှစူပါကပ်6ကြိမ်ချန်ပီယံလိ4ကြိမ်ပြီးရင်ကက်တလန်ဒေသအတွင်းဖြစ်တဲ့ဒီပြိုင်ပွဲမှာ6ကြိမ်ထိရတယ်ဒါအားလုံးပေါင်းမယ်ဆိုရင်36လုံးဖလားပေါင်း36လုံးရရှိခဲ့တယ်ဘလွန်ဒီရော2ကြိမ်ရတယ်ပြီးတော့မှ FIFA The Best Player 2ကြိမ်ရတယ် UEFA အကောင်းဆုံးကစားသမားဆု2ကြိမ်ရတယ်ပြီးတော့ဘာစီလိုနာတွက်ပွဲပေါင်း912ပွဲကစားပြီးတော့မှသွင်းကို234ကိုထိလဲသွင်းထားပေးတာဒါဖလား36လုံးဆိုတာကျွန်တော်တို့အမျိုးသားအသင်းကကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ဂုတ်ကြီးလီယိုနယ်မက်ဆီတင်ထားတဲ့စံချိန်35လုံးစံချိန်ဘာစီလိုနာကစားသမားဘွားမှာအောင်မြင်ဆုံးဆိုတဲ့စံချိန်ကိုဒီအမျိုးသမီးကကြော်ဖြတ်ခဲ့တာပြီးခဲ့တဲ့ရက်ပိုင်းတွေကပဲကြော်ဖြတ်ခဲ့တာဒါတချို့သော report တွေရတော့တချို့သောဒီမီဒီယာတွေမှာဆိုတော့ကျွန်တော်ပြောတဲ့ဒီကက်တလန်ဒေသတွင်ဖလားကလေးကြတော့သူတို့ကတရားဝင်မထည့်တော့ဘူးတရားဝင်မထည့်တော့ဘူးဆိုရင်တော့ဖလားအလုံး30ပေါ့နော်ဒီကက်တလန်ဒေသတွင်ဖလားကလေးကြတော့သူတို့က6ကြိမ်ထိရတာလေကဲမလို့မထည့်တော့ရင်တော့မက်ဆီထက်နည်းမယ်ထည့်တော့ခဲ့မယ်ဆိုရင်မက်ဆီထက်များမယ်လုံးဝစံချိန်တင်မယ်တကယ်ကိုအောင်မြင်ဆုံးအမျိုးသမီးကျွန်တော်လုံးဝမထင်တာဘူးဦးရာသီကုန်းမှာအသင်းကနေထွက်ခွာတော့မယ်ဒီသတင်းကိုမကြခင်မှာဒီအသင်းဘက်ကကောသူ့ဘက်ကကောတရားဝင်ချပြတော့မှာဖြစ်ပါတယ်သတင်းတွေရကြည့်ရမယ်ဆိုရင်တော့သူကဘာစီလိုနာကနေထွက်ခွာသွားပြီးတော့မှအင်္ဂလန်အသင်းတစ်သင်းဖြစ်တဲ့ဒီလန်ဒန်စီးတီးလိုင်ယွန်နက်ဆိုတဲ့အသင်းကိုပြောင်းဆွဲတော့မယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်ကျွန်တော်ဒီသတင်းကိုမနေ့တည်းကတွေ့တယ်မဟုတ်ပါစေနဲ့လို့လည်းဆုတောင်းမိသေးတယ်အဆုံးသတ်မှာတော့ဒီသတင်းကဒီလုံးဝယုံကြည်စိတ်ချတဲ့သတင်းသမားတွေကနေစပြီးတော့မှအစပြိုးလာပြီတေချာတာကဒီနေ့မှာကျွန်တော်ဝန်နေစွာနဲ့ပဲဒီသတင်းကိုကြားသိရတော့မှာဖြစ်ပါတယ်ဘာစီလိုနာဖန်တွေအနေနဲ့ရောဒီမျိုးသမီးပေါ်ဘယ်လိုမြင်မိလဲကျွန်တော်ရဲ့လက်ချန်ကစားသမားကြီးကိုနောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ဘာများပြောချင်သေးလဲဆိုတာကျွန်တော် comment လေးတွေမှာမှတ်ချက်ရေးသွားကြလို့ရပါတယ်အားလုံးကိုထူပဲကျေးဇူးတင်စီပါတယ်